ယနေ့အလူတော်မင်္ဂလာအလုံးမဲ့သာဓုခေါ်စီရာရွှေဖုံးတော်တကူတော်အနန္တများကိုဥထိတ်ထားလို့ရည်မှန်းငါဖယားတရားတန်ခါသုံးပါးယရနာကြည်ညိုအားထားလူတန်းရသမျှဒီကုသိုလ်ဟာအပေမချနိဗ္ဗာန်ရလို့ကောင်းကျိုးမင်္ဂလာပြည့်စုံငါတန်တရားဝတ်တွင်လူကင်းမို့လူတဲ့လူမင်္ဂလာယနေ့အလူတော်မင်္ဂလာအလုံးမဲ့သာဓုခေါ်စီရာရွှေဖုံးတော်တကူတော်အနန္တများကိုဥထိတ်ချလို့ရည်မှန်းငါဖယားတရားတန်ခါသုံးပါးယရနာကြည်ညိုအားထားလူရန်ရသမျှဒီကုသိုလ်ဟာအပေမချနိဗ္ဗာန်ရလို့ကောင်းကျိုးမင်္ဂလာပြည့်စုံငါတန်တရားဝတ်တွင်လူကင်းမို့လူတဲ့လူမင်္ဂလာဖယားကိုရည်မှန်းလူရန်ရတဲ့အကျိုးဟာတတဝံအပေါင်းချမ်းသာကြောင်းအစီဝါဧကမုတ်ချရရှိကြမှာတရားကိုရည်မှန်းလူရန်ရတဲ့အကျိုးဟာဘဝဒီဟူသောတန်တရားခရီးမှာကူပြောင်းလို့လူငြိမ်းချမ်းသာတန်ခါကိုရည်မြော်မှန်းလူရန်ရတဲ့အကျိုးဟာအနေငယ်မြလူတော်ညာလေများစွာသောအကျိုးများကိုဧကမုတ်ချရရှိကြပြီသာတရားဖက်တော့အသက်ရှိကတရားဖက်တော့အမြင့်ပြည်တာသံဃာဖက်တော့အခက်ဝေးစာဗုဒ္ဓဓမ္မသံဃာဂုံကိုကြီးမှန်းလူရန်ရစေရာယနေ့အလူတော်မင်္ဂလာအလုံးမဲ့သာဓုခေါ်စီရာရွှေဖုံးတော်တကူတော်အနန္တများကိုဥထိတ်ထားလို့ရည်မှန်းငါဖယားတရားတန်ခါသုံးပါးယရနာကြည်ညိုအားထားလူရန်ရသမျှဒီကုသိုလ်ဟာအပေမချနိဗ္ဗာန်ရလို့ကောင်းကျိုးမင်္ဂလာပြည့်စုံငါတန်တရားဝတ်တွင်လူကင်းမို့လူတဲ့လူမင်္ဂလာဖယားကိုရည်မှန်းလူရန်ရတဲ့အကျိုးဟာတတဝံအပေါင်းချမ်းသာကြောင်းအစီဝါဧကမုတ်ချရရှိကြမှာတရားကိုရည်မှန်းလူရန်ရတဲ့အကျိုးဟာဘဝဒီဟူသောတန်တရားခရီးမှာကူပြောင်းလို့လူငြိမ်းချမ်းသာတန်ခါကိုရည်မြော်
အနေငယ်မျှလူတော်များလဲများစွာသောအကျိုးများကိုဧကမုတ်ချရရှိကြမည်သာတရားဖက်တော့အသက်ရှိကတရားဖက်တော့အမျက်ပြေတာတန်ခါဖက်တော့အခက်ဝေးစားဘုရားဓမ္မသံဃာဂုဏ်ကိုရည်မှန်းလူလန်းရစေရာ